မင်္ဂလာပါရှင်ဒီခါကျတော့ video file လေးမတင်သေးဘူးလားလို့စောင့်မျှော်နေတဲ့အမတွေအတွက်လုံးဝ special လုံးဝရွေးထားတဲ့အိတ်ကလေးတွေပြပေးဖို့အတွက်ရောက်ရှိလို့လာပါပြီရှင်ကဲရော့ဒီမှာပထမဆုံးကိုမတွေကို share လုံးလေးပြပေးမယ်နော်ဒီမှာကြည့်လိုက်အမတို့လေတာသားတစ်ချက်လုံးဝကောင်းနာကြအိတ်တွေ share တွေကိုရောင်းချပေးမှာဖြစ်ပါတယ်ရှင်နော်ဈေးနှုန်းလုံးဝ share တန်စီရမယ်အမတို့ဒီမှာဒီအိတ်ကလေးကိုရှင်ပြပေးမယ် site ကြီးကြိုက်တဲ့အမတွေအတွက်ထက်ထက်လေးလွယ်ရမယ်ဒါသတင်းကြွရသည်ဆိုလို့ရှိရင်လည်းလက်ဆောင်ပေးရင်လုံးဝခံရပါတော့เนาะအမတို့ဒီမှာသူ့ရဲ့ဒီမှာကီးချင်းလေးကလုံးဝအသက်ကလေးပဲကီးချင်းလေးတစ်ခုပါမယ်ကိုမတွေလေတာသားကိုအနီးကပ်ပြပေးမယ်ဒီမှာကြည့်ပါအောင်လေတာသားကောင်းလိုက်တဲ့လေတာသားပြုတ်သားကိုတုံးပေးထားတယ်ဒီမှာဂိုင်းပုံစံလေးနဲ့၄တောက်လေးချစ်စရာလေးဒီမှာသူ့ရဲ့ဒီမှာဆိုလို့ရှိရင်ကပ်ပြားတွေပေါ့เนาะကပ်ပြားတွေပါမယ်ဒါသူ့ရဲ့ brand တွေပါပါမယ်ရှင်เนาะကောင်းတာကြလုံးဝ share အိတ်တွေပါရှင်เนาะဒီလိုအိတ်ကလေးအထဲလေးတစ်ချက်ဖို့မျှပေးမယ်အလျားနံလေးမတို့တစ်ချက်တိုင်းပေးပါမယ်နော်ဒီမှာလုံးဝ share လာတဲ့ဒီမှာကြည့်ပါဦးလေသာသားကလုံးဝအရန်ကောင်းတယ်ကိုမတွေအလျားက6လက်မရှိမယ်နော်စိုက်ကြီးကြိုက်တဲ့အမတွေယူလို့ရတယ်အမြင့်ဆိုလို့ရှိရင်6လက်မကျော်ပါမယ်ရှင်နော်6လက်မကျော်မယ်ချစ်စရာလေးအမတို့အရန်လှတယ်လုံးဝအမတို့ဒါဆိုလို့ရှိရင်9000ခွဲ6000လောက်ကိုရောင်းရမယ် quality နဲ့အိတ်သားပေါ့နော်ဒီမှာအထဲချုပ်သားရဲ့အမတို့တစ်ချက်ကြည့်ပြီးသွားလို့ရှိရင်ဘေးမှာbasic လေးတစ်ခုပါမယ်ကိုမတွေဒီဘက်မှာလည်းပါနော်ဒီမှာအကန်လေးတစ်ခုပါမယ်ချစ်စရာလေးလှလိုက်တာဒါညီမလေးလူကိုယ်တိုင်မပြနိုင်တော့ညီမနည်းနည်းသိပ်ပြီးတော့နေမကောင်းဖြစ်ချင်တယ်လို့ဖြစ်နေလို့ပေါ့နော်ဒီမှာချစ်စရာလေးမတို့ရလှလိုက်တယ်ကြည့်ပါအောင်ကောင်းလိုက်တဲ့အသားနဲ့လှလိုက်တဲ့ဒီဇိုင်းလုံးဝထထခန့်ခန့်ညာညာအလွယ်ခြင်းနဲ့ကိုမတွေလက်ဆောင်ပေးခြင်းနဲ့ကိုမတွေဒါယူဒါလေးဆိုလို့ရှိရင်လေအနည်းဆုံးအမတို့4000ခွဲ5000ရောင်းရမှာညီမဒီဗီဒီယိုဖိုင်မှာကြိုက်တယ်ဆိုလို့ရှိရင်35,500ပဲပေး35,500ထထလေးမကြည့်ဦးစစ်စရာလေးသတင်းကြွအတွက်ကြော့ခြင်းနဲ့ဆိုရင်ဒါလေးယူပါရှင်35,500တယောက်ပဲရမယ် screenshot ပြပြီးတော့ဝယ်လို့ရပါတယ်ရှင်နော်နောက်ထပ်တစ်ယောက်ရှိသေးတယ်ဒါလေးထပ်ပြပေးမယ်35,500နော်ရှယ်တန်အမတို့ဗမာမမရတဲ့ဈေးနဲ့ဒီလိုလေတာသား quality ရမယ်နော်35,500ပါရှင်ကဲဒီမှာရော့ဒီမှာအပြရောင်လေးလှလိုက်တာကိုမလေးလေတာသားကိုအနီးကတစ်ချက်ပြပေးမယ်ဒီမှာလေတာပြုတ်သားသုံးပေးထားပါတယ်ရှင်နော်လေတာပြုတ်သားလေးသုံးပေးထားတယ်အမတို့ဒီမှာကီးချင်းလေးပါမယ်အနောက်ကလေးတစ်ချက်ပြမယ်သူ့ရဲ့ဒီမှာကပ်ပြားတွေပါမယ်ပေါ့နော်တစိမ့်တွေနောက်စစ်တစ်စစ်ပါမယ်ခုနပုံစံတိုင်းပဲအမတို့ကျိုးရှေ့ပါမယ်ပေါ့နော်အဲ့အကျိုးရှေ့ကကြတော့ adjust လုပ်လို့ရတယ်တူတူပဲနော်ဘေးမှာဒီဘက်မှာ basic ပါမယ်ဒီဘက်မှာအကန်တကန်ပါမယ်လုံးဝရှယ်တန်နဲ့ဈေးနဲ့ရမယ်ကိုမလေးဒီမှာတချို့ကြတော့ဒီလိုပုံစံလေးကြိုက်ကြတယ်ပေါ့နော်ချစ်စရာလေးအမားတို့ရလှလိုက်တာဒီအိတ်ကလေးကြိုက်တယ်ဆိုလုံးဝရှယ်တန်ဈေးလေးနဲ့ယူပါဒါလေးဆိုလည်းတစ်ယောက်ပဲရပါမယ်ရှင် screenshot ပြပြီးဝယ်လို့ရပါတယ်35,500အမားတို့6000လောက်ကိုရောင်းရမယ်အိတ်နော် screenshot ပြပြီးတော့ဝယ်လို့ရပါတယ်ရှင်ဒါလေးတစ်အိတ်ပါမယ်နောက်ထပ်တစ်အိတ်ဒီမှာဒါလေးဆိုလည်းကောင်းတာကြအိတ်ကလေးလှလိုက်တာသူဆိုလို့ရှိရင် site ကလေးကအမတို့မကြီးမသေး site ကလေးလေတာသားအရင်ကောင်းမယ်ဖြုတ်သားသုံးပေးထားတယ်ဒီမှာဂိုင်းလေးပေါ့နော်ဒီကနေလက်ချိတ်ကင်လို့ရတယ်ကိုမတွေကလက်ချိတ်မကင်ချင်ဘူးဆိုလို့ရှိရင်အထက်မှာကျိုးရှည်ပါမယ်ဒီလိုပေါ့နော်မကြည့်ပါအောင်သုံးပေးထားအရင်ကောင်းတယ်ဇစ်တစ်ဇစ်ပါမယ်ဇစ်ကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီမှာအတွင်းကန်အကျယ်ကြီးတစ်ကန်ပါမယ်ဘေးဇစ်ပါမယ်ကျိုးရှည်ပါမယ်နော်ကျိုးရှည်လေးနဲ့လည်းလွယ်လို့ရတယ်တကယ်လို့ကျိုးရှည်မလွယ်ခြင်းဘူးအမားတို့ကဟိုပါပဲပေါ့နော်ဒီလက်ချိတ်လေးပဲကင်ကျင်နေဆိုလို့ရှိရင်လည်းဒီမှာလက်ချိတ်လေးခန့်ခန့်ညာညာလေးနဲ့ကင်ချစ်စရာလေးလှလိုက်တယ်ဒီမှာကြည့်ပါအောင်နော်ဒီမှာဒါတွေဆိုလဲအမားတို့ဒါညီမပထမအဆုံး file ဒီထက်လေးနည်းနည်း size ကြီးရယ်ပေါ့နော်ရောင်းမှုတယ်4000ခွဲလောက်ရောင်းမှုတယ်အမားတို့လုံးဝဈေးလျှော့မယ်ဒါလေးကြိုက်တယ်ဆိုရင်35,000နဲ့900 35,500အလျားနံတစ်ချက်တိုင်းပြီးမယ်အလျား8လက်မရှိမယ်ကိုမတွေအမြင့်9လက်မရှိမယ်ချစ်စရာလေးနော်ကျိုးတူကျိုးရှိပါပါပြရှင်နော်ဒါစင်စွယ်ရောင်လေးကြိုက်ရင်တယောက်ပဲရမယ်နော် screenshot ပြပြီးတော့ဝယ်လို့ရပါတယ်ရှင်နော်စင်စွယ်ရောင်လေးပါရှင်နောက်ထပ်တစ်ရောင်လေးကသူကအနက်ရောင်လေးလည်းရှိရဒီမှာအနက်ရောင်လေးဆိုလို့ရှိရင်ညီမကျိုးလေးတက်ပြပေးထားတယ်သူ့ရဲ့ကျိုးဒီဇိုင်းကဒါမျိုးပုံစံလေးကျိုးကဒီမှာကိုလိုတလို့အတိုးလျှော့လုပ်လို့ရပါတယ်ရှင်နော်ဂိုင်းလေးနဲ့ကင်လို့ရတယ်တကယ်လို့ဂိုင်းလေးနဲ့မလွယ်ချင်ဘူးဆိုလဲကိုမတွေဒါမျိုးလေးလွယ်ရှစ်စရာလေးဒီမှာကြည့်ပါအောင်ဒါလေးလည်းတစ်ယောက်ပဲရပါမယ်မြန်မြန်လေးတော့လာခဲ့ပြီကိုမတွေအရန်တန်တယ်35,500ဒါလေးလည်းတစ်ယောက်ပဲရပါမယ်ရှင်နော်နောက်ထပ်ဒီမှာဒါလေးဆိုရင်ဈေးလျှော့ပေးပါမယ်ရှင်နော်ဈေးလျှော့လိုက်တော့မယ်ကိုမတွေဒါဆိုလို့ရှိရင်အရင်တော့28,500 28,500သူ့ရဲ့ဒီရာပေါ့နော်ဒီမှာငကားကောင်းလိုကိုလုပ်ပေးထားတယ်ငကားကောင်းလိုကိုဒီမှာသူက
ဂရီဘာသားပုံစံလေးပေါ့နော်ချစ်စရာလေးဒါလေးဆိုတော့ဒါလူငယ်ကောင်မလေးဆိုအရန်ကြိုက်ကြတယ်အထဲမှာအလဲစစ်စစ်ပါမယ်အမတို့ဘေးကက်နှက်ကန့်ပါမယ်နော်ဘေးကက်နှက်ကန့်ပါပါမယ်ရှင်သူကကြတော့ဒီမှာလေဒီမှာ adjust လုပ်လို့ရတယ်ပေါ့နော်အမတို့ဒီမှာကျိုးတူရှင်အမတို့ကျိုးအတူအရှိပေါ့နော်ကိုလိုတလိုလုပ်လို့ရပါတယ်ကဲဒါလေးကြိုက်တယ်ဆိုလို့ရှင်ညီမဈေးလျှော့ပေးပါမယ်ရှင်ချစ်စရာလေးနော်လှိုင်းတွန်လေးတွေနဲ့ဒါလေးကြိုက်တယ်ဆိုရင်2000ခွဲပဲပေးပါတော့နော်25တယောက်ပဲရမယ် screenshot ပြပြီးလာပါရှင်ဒီရောင်လေးချစ်စရာလေးနော်25ဟိုးနောက်မှာဂျင်းပြရောင်လေးပြအောင်ရှိသေးတယ်ဒီမှာဒါလေးနဲ့ချစ်စရာလေးဂျင်းရောင်လေးနော်ဂျင်းရောင်လေးကိုမတွေငကားကောင်းလို့ကိုလုပ်ပေးထားတယ်ခုနပုံစံအတိုင်းပဲဒီကနေပြီးတော့ adjust လုပ်လို့ရတယ်ဒါလေးဈေးလျှော့ပါမယ်နော်2000ခွဲပဲပေးပါရှင်နော်ကြိုက်တယ်ဆိုလို့ရှင်25ပါရှင်အလျားနဲ့အမားတို့တစ်ချက်ပြန်တိုင်းပေးမယ်အမားတို့အလျားကကြတော့9လက်မခွဲရှိမယ်အမြင့်9လက်မကျော်မယ်နော်9လက်မခွဲ9လက်မပါရှင်ကြိုက်တယ်ဆိုရင် screenshot ပြပြီးတော့ဝယ်လို့ရပါတယ်ရှင်2500နဲ့2500ပါနော်2500ပါရှင်ဒါလေးတစ်လုံးပါမယ်ဒီမှာကြည့်ပါအောင်ဒီမှာဒီအစိမ်းရောင်အိတ်ကလေးအခုပြပေးမယ်အစိမ်းရောင်အိတ်အရန်လာတယ်ကိုမတွေတံမြာသီးစိမ်းရောင်လေးပေါ့နော်တံမြာသီးစိမ်းရောင်လေးဒီမှာကြည့်အောင်အမတို့အရန်လာတယ်သူကကြအဖုံးပိတ်ဒီဇိုင်းလေးဒီမှာလက်သားကိုအမတို့အနီးကတစ်ချက်ပြပေးမယ်လက်သားအရန်ကောင်းတယ်ဒါလေးဆိုရင်6000ခွဲ9000လောက်ကိုလုံးဝရောင်းရမှာဒါလေးကြိုက်တယ်ဆိုရင်3000နဲ့900ပဲပေးပါရှင်ညီမအထက်တစ်ချက်ဖွင့်ပြမယ်ဖွင့်လိုက်ပြီဆိုလို့ရှိရင်ဒီမှာအမတို့zip ပါမယ်zip ကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်သူတော့ကျိုးက2ကျိုးတောင်ပါတယ်ကိုမာတွေဒီမှာကျိုးတစ်ကျိုးပါသေးတယ်တန်လိုက်တာဆိုပြောမနေအမတို့ basic တစ် zip ပါမယ်ဒီဘက်မှာလည်းအကန်တက်ကန်ပါသေးရယ်နော်ကျိုး2ကျိုးနဲ့တန်နေပြီဒါကဂျိုင်းအောင်တကယ်လို့ဂျိုင်းအောင်မလွယ်ခြင်းဘူးကျိုးရှည်နဲ့လွယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျိုးရှည်နဲ့လွယ်လို့ရပါတယ်ရှင်ကြိုက်တယ်ဆိုရင်32,500တယောက်ပဲရမယ်လက်ဆောင်ပေးရင်လည်းလုံးဝရှစ်တန်ပါတယ်နော်ကိုမာတွေဒါလေးတယောက်ရပါမယ်နော်ဟိုးနောက်မှာအပြာရောင်လေးအဲ့ဒီပြာရောင်လေးညီမတစ်ချက်ပြပေးမယ်အပြာရောင်လေးကလည်းအရန်လာတယ်ဒီမှာကြည့်ဒီဒီဇိုင်းလေးကလေအမားတို့အပြာကိုမှသူကအညိုနဲ့ဆက်ပေးထားတာနော်အပြာနဲ့အညိုနဲ့ဆက်ပေးထားတဲ့ဒီဇိုင်းလေးဒီမှာလေသာသားကိုကြည့်လေသာသားအရန်ကောင်းပါတယ်ရှင်နော်ဒီမှာအနောက်ကလည်းဒီလိုဒီဇိုင်းလေးအဖုံးပွင့်ဒီဇိုင်းလေးဖွင့်လိုက်ပြီဆိုလို့ရှိရင်သူလည်းအထက်မှာကျိုးရှိပါမယ်နဲ့တူတယ်ဒီမှာဘေးမှာအကန့်တကန်ပါမယ်ပေါ့နော်ဘေးကန်တကန်ပါမယ်နောက်ထပ်ကျိုးက2ကျိုးပါပါမယ်နော်ကျိုး2ကျိုးပါပါမယ်ရှင်ချစ်စရာလေးမတို့ရဲ့ဒီမှာကြည့်ပါအောင်လှလိုက်တာပြောမနေနဲ့ဒါလေး site လေးတစ်ချက်တိုင်းပေးပါမယ်ရှင်နော်ဒါလေးအလျားနဲ့တစ်ချက်တိုင်းပေးပါမယ်ရှင်အလျားကအမတို့6လက်မရှိမယ်အမြင့်4လက်မခွဲကျော်မယ်နော်6လက်မ4လက်မခွဲကျော်ပါမယ်ရှင်ဒါလေးကြိုက်တယ်ဆိုလို့ရှင်3500နဲ့900တယောက်ပဲရမယ် screenshot ပြပြီးတော့ဝယ်လို့ရပါတယ်ရှင်ကန်လို့ရှင်အမတွေကဘယ်သူဖြစ်မလဲတော့မသိဘူးရှင်တကယ်ကိုအရန်လှတဲ့အိတ်တွေအရန်တန်တဲ့ဈေးနှုန်းတွေနဲ့ပါရှင်ညံလေးတော့လာခဲ့ပေးပါရှင် Viber နံပါတ်96493366မှာအခုပြသွားတဲ့အိတ်တွေကို screenshot ပြပြီးတော့ဝယ်လို့ရပါတယ်အမတွေအိမ်ရောက်ငွေချေရပါတယ်ရှင်ကျေးဇူးများတင်ပါတယ်